ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အောက်လန်ဘိုးထင်နဲ့လောဘရဲ့သားကောင်ပထမပိုင်းဖြစ်ပါတယ်အဲ့တော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့အစီအစဉ်လေးကိုစလိုက်ကြအောင်ပါခင်ဗျာညောင်ပင်စုရွာလေးရဲ့လဲလန်းမှာညနေအချိန်ခါမလို့ရွာပင်စကြက်ကိုနွားချောင်းသွားတဲ့နွားတွေကစော်ကစားပြီးဝင်လာကြအဲ့ချိန်ဟာကျေးလက်တောရွာများမှာတော့နေရိုင်းသွင်းချိန်ခေါ်ကြပြီးကလေးငယ်များကိုတေချာကျူးဆတဲ့အချိန်ခါဖြစ်ပါတယ်ဒီအလုံးမှာနွားတွေဆူယုံမြုံဝင်ရောက်ချိန်မလို့တခါလေးနွားများကတိုးဝေပြီးတော့ပြေးတက်ရရွာဝင်လန်းမှာနွားများရဲ့အော်တန်တွန်တန်များကစူညံနေတတ်နွားချောင်းသားလေးများသည်လည်းအော်ဟစ်ငောင်ငန်းကသူတို့ရဲ့နွားများကိုအနောက်မှနေပြီးတော့ထိန်းချောင်းလို့နေပါလေနွားများရွာတင်းကိုကုန်ဝင်ပြီးသွားချိန်မှာတော့နောက်ဖက်မှနေလုံးကြီးကလည်းငုတ်ဆိုးပြောက်ွယ်လူပြီးဖြစ်ပါတယ်အဲ့ချိန်မျိုးမှာတော့ရွာဝင်လန်းတွင်လည်းအသွားလာများရှင်းသလောက်ဖြစ်သွားပြီဖြစ်ပါတယ်အခုရွာဝင်လန်းမှနေရွာတွင်းစီကိုလူလေးယောက်တို့လမ်းလျှောက်လို့လာတယ်သူတို့မှတခြားသူများမဟုတ်ဘိုးတင်သားရေးပေတူးနဲ့စန်တာတို့ဖြစ်ပါတယ်သူတို့ကရွာအတွင်းကိုရောက်လို့တဲ့အခါစန်တာကသူမလှမ်းနေတဲ့ခြေလန်းတို့ကရက်တက်လိုက်ကသူတို့သွားနေတဲ့လမ်းကိုငေးကြည့်နေစကားဆိုလိုက်ပါတယ်အမတို့ကြွားလေးဝင်ရမှာကြောက်နေတယ်သူတို့အမကိုထပ်ပြီးတော့ဒုက္ခပေးမှာစိုးတယ်ကျတို့ပါရဗျာအမဘာမှကြောက်စရာမလိုပါဘူးအမအိမ်ရှိတယ်မလားအမအိမ်ပဲသွားကြမယ်လေရှိတယ်ခုချိန်ဆိုအမအကိုတို့လင်းများလဲအိမ်မှာရှိလောက်တယ်သူတို့တွေ့ရမှာအမကြောက်တယ်အမအဲ့လောက်ကြောက်နေကျုပ်တို့လည်းဘလို့မှကူညီပေးနိုင်မှာမဟုတ်ဘူးအဲ့တော့ကျုပ်တို့လည်းစိတ်မငြိမ်အောင်ပြန်တော့မယ်ဗျာမဘာသာအစင်းမေးသွားနေခဲ့တော့ကဲဘိုးတင်ပြန်ကြအောင်ကွာဒီလောက်ကြောက်နေငါတို့လည်းဘလို့မှကူညီပေးလို့အစင်းမေးမယ်မဟုတ်ဘူးဘေတူးမှာစိတ်မရွှေသွားနဲ့စန်တာစကားဆိုရင်လည်းဘိုးတင်တို့ဘာပြောလိုက်ခြင်းဖြစ်အိုက်ကဘိုးတင်နဲ့တားကြီးကခေါင်းချင်းပြလိုက်ကြပြီးတော့အေးကွာအဲ့လောက်ကြောက်နေတော့တို့လည်းအစင်းမပြေဘူးပြန်လာပဲကောင်းတယ်ဟုတ်တယ်ဘိုးတင်ပြောသလိုပြန်ကြပဲကောင်းတယ်ကွာဘိုးတင်ဘေတူးတားကြီးတို့မှနောက်ထပ်မိသည့်စကားမှမဆိုပဲရွာအတွင်းကိုမဝင်မဲနဲ့နောက်ကိုပြန်လှည့်ချိန်စန်နာမကမန်းကရန်တားစီလိုက်လေတယ်နေပေါင်းမောင်လေးတို့ရဲ့အမကြောက်စိတ်ကိုထိမ့်ပါမယ်အမကိုကူညီပေးကြပါကွယ်နော်အမကိုရင်ကိုတော့မပြန်ရဲတဲ့ဘလို့လို့ကျုပ်တို့ကကူညီလို့ရမှာလဲကြောက်တာလေကြောက်တာပါဗျာဒါပေမဲ့ခင်ဗျားကိုကူညီမဲ့ကျုပ်တို့တော့အားနာသေးတာပေါ့အော်ဟုတ်ပါတယ်အမတောင်းပန်ပါတယ်အမကိုဆက်ပြီးတော့ကူညီပေးပါနော်အဲ့ဆိုလေဒါကြောက်မနေနဲ့ဗျာအမကတော့ကြောက်ပြနော်ကျုပ်တို့နေခတ်တယ်ဗျာဘိုးရဲ့စကားကြောင့်ဆန္နာကကြောက်စိတ်များကိုဖျောက်ကတပင်းရှည်တစ်ချက်ကိုချလိုက်ပြီးရှေ့မှနေရွာထဲကိုဝင်သွားလိုက်ပါလေဆန္နာနဲ့ဘိုးထင်တို့ရွာတွင်းလမ်းလျှောက်ဝင်လာတဲ့အခါရွာထဲမှာချို့သူတွေဟာအံ့ဩနေတဲ့မျက်နှာများနဲ့ဆန္နာနှုတ်ဆက်ကြလိခင်နာသိမ့်သိမ့်တုံပါလားဘဲကားနဲ့ဘယ်လိုလုပ်ပြီးတော့ရွာပြန်ရောက်လာတာတော့ကျမနာမည်ကဆန္နာပါဘဲလားခင်နာသိမ့်သိမ့်တုံအောင်ပါလေဆန္နာမလို့ပြောလိုက်တဲ့အခါသူမနှုတ်ဆက်တဲ့သူများကအံ့ဩသွားပြီးတော့ဝမ်းသာအားနဲ့စကားဆက်ဆိုလေးတယ်ဟေးအဲ့ဒါနေပြန်ကောင်းသွားပြီပေါ့ဟုတ်တယ်ကျမအရင်လိုမဟုတ်တော့ဘူးဝမ်းသာလိုက်တာဟဲ့ဒါနဲ့သူတို့တွေရောသူတို့ကလားသူတို့ကကျမကိုကူညီမဲ့သူတွေလေကျမအိမ်မှာနေဖို့ခေါ်လာခဲ့တာအော်အေးခုကိစ္စမင်းသက်သာတည်ဝမ်းသာမှာညောင်မင်းစုရွာသားတယောက်ကမင်းသက်သာတည်ရင်တိတ်ဝမ်းသာလိမ့်မည်စန္ဒာစကားဆိုတဲ့အခါဘိုးတင်တယောက်တစုံတစ်ခုအမှတ်ရသွားတယ်အဲ့ရကတခြားမဟုတ်လွန်ခဲ့တဲ့လာများကညောင်မင်းစုရွာတင်းချိုင်းစရက်မှာသူတို့တဲခုနေချိန်တွေ့ခဲ့ရတဲ့နနာဘဝကောင်မင်းသက်ဆိုသူအားဖြစ်ပါတယ်အဲ့တော့ဘိုးတင်ကစန္ဒာအားနားကပ်လိုက်ပြီးတော့ခတ်တိုးတိုးမေးမြန်းလိုက်အမမင်းသက်ဆိုတာဘာတူလဲခုသူကဘာမှမင်းသက်ကအမရဲ့ရီးစားပါသူသေးတာတစ်နှစ်ကျော်ပြီသေဝဗျာလားဟုတ်တယ်ရုပ်တက်ကြီးဆုံးသွားတာဆန္ဒမင်းသားအကြောင်းကိုပြောနေစိတ်မကောင်းဖြစ်လာပြီဘိုးဒီမှာဆာမမေးတော့ပဲစကားလမ်းကြောင်းလွှဲလိုက်အော်လိုက်ထားလိုက်ပါအမအိမ်မရောက်သေးဘူးလားရောက်တော့မယ်အဲ့ဆိုလဲသွားကြအောင်ဗျာကျုပ်တို့ရဲ့လမ်းလျှောက်လာကြတော့နားကျင်နေပြီရောက်ခံနေပြီလာဆန္ဒလို့ပြောပြီးတော့ရွာထဲမှာမိမိဟာနှုတ်ဆက်စကားဆိုတဲ့သူများကိုပြန်လဲနှုတ်ဆက်ပြီးတော့သူမ၏နေကိုဘိုးတင်တို့၃ယောက်အားခေါ်ဆောင်သွားပါလိမ့်တော့တယ်ကျုံးနိုင်လုံးများနဲ့ဒီဆောက်ထားတဲ့အိမ်ကြီးကကြီးမားပြီးတော့ပရင်းမောက်များမှာပင်အတော်များများပါရှိလေဂျေးလဲအိမ်ကြီးအိမ်ကောင်းများထုံးစံတိုင်းရေနံကြီးတုပ်လိမ့်ထားပြီးအိမ်ဝိုင်းထဲမှာတော့တာမန်အိမ်လုံးစာခန်းရှိတဲ့ဇပကြီးနှုတ်နဲ့နွားတင်းကုတ်ကြီးလိုတည်ရှိလေအဲ့အိမ်ကြီးမှာဆန္ဒရဲ့နေအိမ်ကြီးဖြစ်ပါတယ်အိမ်ရောက်မှာတော့ဇပွဲတန်းရနှစ်စုံနဲ့ကုတ်ပြည့်ရှိပြီးတော့ဇပွဲတန်းရမှာတော့အသက်40ခန်းရှိတဲ့မျိုးသားတယောက်နဲ့မျိုးသမီးတယောက်တို့ထိုင်နေကြသူတို့နှစ်ယောက်ကအိမ်ဝိုင်းအတွင်းဝင်လာတဲ့ဘိုးထင်ဆန္ဒပေတူးနဲ့တာရီတို့ကိုမြင်တဲ့အခါအံ့ဩနေပြီးတော့မျိုးသားမစတင်ကမေးမြန်းလိုက်လေမီးဆန်နေမလေးမွေးလာပြန်ပြီလေကိုမင်းစိန်ကိုအိမ်မှာကိုမင်းဘာလို့ကျမရင်ရောက်နေတာဘာပြောလိုက်လဲနေတော့တေးချင်းနေပြီနေတယ်အယူဆိုပြီးတော့လူပါလာဝါမယ်လို့ရမယ်ထေနေနဲ့လူပါဝါတာဘယ်သူတော့ပြောလေနေရတာအကိုကြီးဆုံးဖြစ်တော့ငါရမယ့်အမွေတွေအကုန်လိုချင်တာမလားငါယူအောင်လဲနင်းတို့ပဲလှုပ်တာမလားတဲ့ဒီစောက်ယူမှတော့တေးချင်းနေပြီထင်တယ်ဆန်နာကြီးကိုပြည့်သူမင်းစိန်ကတိုင်းရမှာထိုင်နေရမှာမတ်တက်ရက်လိုက်အဲ့ခါသူကြီးမိမပြည့်တူတဲ့အမျိုးသမီးမဘိုးတင်တော့မကြည်သလိုကြည်ရင်းနဲ့သူမယောက်ျားဖြစ်သူကစကားဆိုလိုက်ကိုမင်းစိန်တော့နေမှာဘာအချိုးချိုးနာလဲဘသူအားကိုနဲ့အခုလိုပြန်ခံပတ်နေတာလဲထွက်နေတဲ့အဆွဲကိုကြုတ်ချိုးပေးရမလားရှင်းမသာချိုးမလားနေဒီကောင်မငါးဘာသာငါစုံမလိုက်မယ်နေသန်းမင်းစင်ကပြောဆိုအိမ်တိုင်းမှာချိတ်ထားတဲ့ကြက်တိုက်ထားတဲ့ကျိန်လုံးဟာ
ဖြုတ်ယူပြီးတော့ဆန္ဒထံကိုတိုးကပ်လာအဲ့ကဆန္ဒကြောက်ဝါလန့်အားဖြစ်နေတဲ့ဟန်နဲ့ဘိုးထင်တို့၏နောက်ကိုပုံးကွယ်နေလိုက်ဘိုးထင်တို့တောင်းဒီကသူတို့နားကိုလမ်းလာတယ်မင်းစင်ဟာစူးစူးရဲကြည့်လိုက်ကပေတူးမှလက်ညှိုးကောင်းကောက်ထိုးပြီးတော့မင်းစင်ဟာစကားဆိုလိုက်ဟဲ့လူခမရပါလေဗျာကိုနှမတယောက်လုံးခုသေးရွယ်ရိုက်နေတော့လားတော်စောက်သုံးကြတဲ့လူပဲခမရဟမ်ဘာပြောတယ်မင်းတို့မလောက်လေးမလောက်စားကောင်ငါ့ကိုဘာပြောတယ်မင်းတို့ဘယ်ရောက်ကောင်လေပြောစမ်းကျုပ်တို့ကဘယ်ရဖြစ်ခမရဘူးမပါဘူးခမရတတိရှိရင်မဆန္ဒကိုထိကြည့်လိုက်လေခွေးမသားလေးနဲ့ငါအိမ်ဝိုင်းနဲ့ဝင်ပြီးတော့ငါ့ကိုစော်ကားနေတာဘာခမရအိမ်ဝိုင်းဟုတ်လားအမဒါသူ့အိမ်ဝိုင်းလားပေတူးကမင်းစင်အားစကားဆိုရင်လည်းဆန္ဒမေးမြန်းလိုက်အဲ့ကဆန္ဒကခေါင်းတွင်တွင်ရမ်းကမဟုတ်ဘူးဒီအိမ်နဲ့ဝိုင်းအမေမသိခင်တည်းကရွာလူကြီးတွေပြောပြီးအမေကိုပြီးခဲ့တာသူတို့လည်းထိုက်တဲ့လေယာတွေအကုန်ပေးပြီးသားအဲ့တော့ဒီအိမ်နဲ့အိမ်ဝိုင်းမှာလာလူနေကြတာပြီးတော့အမပိုင်တာတွေကိုသူတို့ကုန်ပိုင်စီးထားတာဆန္ဒမလို့ပြောလိုက်တဲ့အခါပေတူးကမင်းစင်အားမေးငေါပြပြီဟဲ့လူခမရကြားတယ်နော်ဟဲ့အောင်အယူမတယောက်လက်ထဲကိုမိဘအမွေတွေမပြီးနိုင်ဘူးကွာမင်းတို့လူကောင်တွေခြူစားတာကိုမခံကျင်လို့နားလေလားခမရတော်ကြီးရတဲ့လူပဲကိုနှမတယောက်လုံးယူအောင်လုပ်ထားပြီးတော့ယူလို့အမွေမပေးနိုင်ဘူးလေလားတော်တော်ဟုတ်တဲ့လူပဲမင်းပေါက်ခဲ့မပြောနဲ့နော်သူ့ဘာယူတာငါလည်းပါဆိုင်မင်းတို့ကောင်ကိုနဲ့မဆိုင်ဝင်မပါနဲ့ဘာလို့မဆိုင်ရမှာလဲဗျာကျုပ်တို့ခမရနှမခေါ်လာတာဗျာခမရတို့ကသာမဆိုင်တာနော်ကိုရင်ကိုပြန်နေစမ်းပါဗျာဘေဒူးမလို့ပြောလိုက်ရမင်းစိန်သာမကတန်းရမှာထိုင်ပြီးတော့သူတို့အားမကြေမနက်ကြည့်နေတဲ့မင်းစိန်မိန်းမသည်ပင်ထိုင်နေရမှမတ်တက်ထပြီးတော့ဘိုးတင်တို့တောနေမျက်နှာချင်းဆိုင်နေရာမှာခါထောက်ရက်လိုက်ကကိုရင်ကျော်စိန်ကြားလေတံမြင့်ရန်တွေ့လေတော့တယ်ဟဲ့ကောင်ဒီနင်တို့ကဆက်ဆက်တိမိကန်ဖြစ်နေအောင်နင်တို့ကဒီအယူမှလင်နေမလို့လားကဲပြောတဲ့လင်မဟုတ်လို့ကျုပ်တို့ကဒီလောက်ပဲပြောတာလင်သာဖြစ်ကြည့်ပါလားခမရတို့ခွက်ဒီစုပ်ပြတ်သားကုန်ပြီဟုတ်တယ်နောက်နေမျက်နှာနဲ့ရေထီးဖို့မရှိဖြစ်သွားမယ်မတ်ကျုပ်တို့ကမက်ဆန်နာလင်ဖြစ်ကြည့်ပါလားခမရတို့ထဲထိုးထားမြေခဲလို့ဘုံမကြေနေပြီသိလားလုံးဝဆက်ဆက်တိမခံတဲ့ဘိုးတင်တို့တောင်းကြောက်ကြဲတဲလောင်လောင်ပြောနေတဲ့မင်းစိန်မိန်းမကဘိုးတင်ရဲ့စကားများကိုနားထောင်ပြီးတော့ဘလို့ပြောရမှန်းမသိအောင်ခိတ္တကြောင်ငေးလို့သွားတယ်အဲ့တော့သူမယောက်ျားဖြစ်သူကရှုံးမဲမဲနဲ့ကြည့်လိုက်ပြီးကိုမင်းစိန်တော့မိန်းမောင်တလောက်ပြောတာခံတာလာလာကြီးလို့မိုင်နေတော့မဲလားအဲ့ဒီစောက်ကလေးတွေလှုပ်ပြလိုက်ပါလားချိန်လုံးကြီးကဘာလုံနေရတော့အေးပါဟာဒီစောက်သုံးမကြတဲ့ကောင်တွေငါဆုံးမလိုက်မင်းစင်ကပြောဆိုချိန်လုံးကလက်နက်ဖက်ဖြင့်ကိုင်ငါဆန်နာကြီးရှေ့မှာကာစီးထားတဲ့ဘိုးတင်တို့တောင်းကိုရိုက်နှက်ဖို့အတွက်ရှေ့ကိုတိုးဝင်လာတယ်အဲ့ကတာကြီးကမင်းစိန်ထဲမှာချိန်လုံးကဖြတ်ကနေဆွဲလူကမင်းစိန်ရဲ့ကြောတို့ကရိုက်လီတော့မထင်မှတ်တဲ့အဖြစ်ကြောင့်မင်းစိန်ကြောင့်ဘလို့လုံးဝမသိဖြစ်နေချိန်သူ့မိမဖြစ်သူမှာကျဲလောင်တဲ့အတန်နဲ့အော်ဟစ်အကူကြီးတောင်းခံပါလိတော့တယ်လာကြမောင်တော်လာကြမောင်ကျမယောက်ျားကိုတတ်နေလို့လာကြမောင်ဘယ်အကောင်နေလဲမသိဘူးလာကြမောင်တော်မင်းစိန်မိမဖြစ်သူအော်တန်ကြောင့်ညောင်မင်းစုရွာသူရွာသားများအိမ်ဝိုင်းတွေကိုဝင်လာကြအဲ့ကဆန္ဒမဝင်လာတဲ့ရွာသားများအတန်ခတ်ကျဲကျဲနေဘိုးတင်တို့ကရံမလို့စီရန်အတွက်ကြိုတင်ကရှင်းပြလိုက်ပါလိမ့်တယ်သူတို့ကကျမမိတ်ဆွေပါကျမအိမ်ပြန်လာတော့ကျမကရိုက်မယ်လို့သူတို့ကတားပေးနေတာဘယ်သူမှသူတို့မထိနဲ့နော်ဆန္ဒကြီးပုံမှန်လူတယောက်လိုဖြစ်နေတဲ့အသွင်ပြင်ကြောင့်မင်းစိန်တို့လင်များကြီးအကြောင်းအသိနေရရှိတဲ့ရွာသူရွာသားတွေကလည်းဘိုးတင်တို့ကရန်လုံချင်းမရှိဘဲနဲ့ကြိမ်လုံးနဲ့ရိုက်နေတဲ့တာရေးကိုသာဆွဲပေးကြမောင်ရင်စိတ်လျှော့ကွယ်စိတ်လျှော့လူမဝါလုံးလို့ပါဦးကြီးဟာကျုပ်ကညောင်မင်းစုရွာသားဆိုအခြေအနေကိုကောင်းကောင်းသဘောပေါက်ပါတယ်ကွယ်ညောင်မင်းစုရွာသားကြီးများမှအဲ့လိုချော့မော့ပြောဆိုတာကြောင့်တာရေးတယောက်ကြိမ်လုံးကိုမြေပြင်ကိုပြစ်ချလိုက်အဲ့နောက်ရွာသားကြီးများကမင်းစိန်နဲ့သူကြီးမိန်းမတို့ကမကြေမနက်နဲ့ကြည့်ကတယောက်တစ်ပေါက်ပြောဆိုကြလိမ့်တော့တယ်မင်းစိန်မင်းတို့ကမဟုတ်တော့ဘူးလေကွာဟိုတော့ကမင်းတို့မှစိတ်ဖောက်ပြန်နေလို့စိုးမတာဘာညာဆိုတာတော်သေးတာပေါ့ခုကကောင်းနေပြီလေမင်းကြိမ်လုံးနဲ့ရိုက်စားမလို့တော့ဘူးထင်တယ်ပြီးတော့မင်းတို့ကအိမ်လာတဲ့ဧည့်သည်တွေကိုစော်ကားတာပဲခုအိမ်ရဆန်ထားတဲ့အိမ်လေးမင်းတို့ကိုယ့်အိမ်ရှိတာကိုယ့်အိမ်ပြန်ပေါ့ရွာလူကြီးတယောက်မှအဲ့လိုပြောတဲ့အခါမင်းစိန်နဲ့သူကြီးမိန်းမတို့မှမကြေမနက်နဲ့အဲ့ဒီရွာသားကြီးကပြစ်တင်ပြောဆိုလို့တယ်ခမရဘာသီးလို့ခုလိုတွေဝင်ပြီးအားချောင်းနေခမရကျိုးတို့မိသားစုတွေဘာဆိုင်လို့ပြောပါဦးမင်းတို့ညောင်မင်းစုမှနေတာတရွာလုံးမင်းတို့တိမ်နဲ့ရှိတာမဟုတ်ဘူးပတ်ဝန်းကျင်ရှိတယ်ကွာတော်စမ်းပါဗျာခမရတို့900သားပဲလို့လည်းမပါဘူးမင်းစင်ကလင်မယားနဲ့ရွာသားများစကားများနေစဉ်အိမ်ဝိုင်းထဲကိုပစိုးတူတူဝစ်ထားပြီးတော့တပတ်ကခေါင်းပေါင်းထားတဲ့အသက်60ရွယ်ဦးကြီးတယောက်ခက်မြန်မြန်လမ်းလျှောက်လို့လာတယ်သူ့မျက်နှာနဲ့ရွာသားများမှလှည့်ကြည့်လိုက်ပြီးဟာရွာလူကြီးလာပြီဟုတ်တယ်ရွာလူကြီးလာနေပြီညောင်မင်းသူရွာလူကြီးမှအိမ်ရောက်တာနဲ့ကွန်းသွေးကိုထွေးလိုက်ပြီးတော့သူ့ရင်ကြိုရောက်နေရွာသားများကိုမေးမြန်းလိုက်ဟာကိုကျော်သိန်းတို့ရောက်နေပါလားဆိုတော့ဘာဖြစ်နေလဲဗျာဘာဖြစ်ရမှာလဲဗျာခုမဆန္ဒရွာပြန်လာတယ်လေသူရင်လုံးမဟုတ်တော့ဘူးဗျာကြည့်ပါအကောင်းမကတိဖြစ်နေပြီလေမဆန္ဒကိုသူ့ကွာရိုက်မယ်နဲ့မလုံနေတာအဲ့တော့မဆန္ဒနဲ့ပါလာလူငယ်တွေကမခံနိုင်တော့မင်းစိန်တို့လင်များနဲ့ရန်ဖြစ်ကြတယ်ဆိုပါတော့ဗျာနေပါဦးဘာကိစ္စရိုက်မယ်လို့တာရွာလူကြီးကလို့မေးတဲ့ခါမဆန္ဒမှာဖြေကြားလိုက်ကျမအိမ်ပြန်လာတော့အိမ်ကိုပေးမနေခြင်းလို့ရွာလူကြီးရဲ့ဟာဒါကတော့မင်းစိန်တို့တော့ဆိုတာပဲကောမင်းစိန်မင်းတို့မှပြောတာဟုတ်သလားရွာလူကြီးမှအဲ့လိုမေးတဲ့ခါမင်းစိန်တယောက်ဘလို့ပြန်ဖြေရမှမသိဖြစ်နေကြ
မင်းငွေဦးအမိရတဲ့မင်းဆိုင်ရဲ့မိန်းမဖြစ်သူမှာမျက်နှာညှိုးငယ်သွားဖြင့်ဖြေဆိုလိုက်ပါလိမ့်တယ်အဲ့ဒါကြောင့်လည်းမဟုတ်ပါဘူးရွာလူကြီးရဲ့ကျမယောက်ျားသူ့နှမမလိမ္မာလို့ဆုံးမဖို့လုပ်တာပါအဲ့ဒါဟိုကောင်သုံးကောင်ကျမယောက်ျားကိုရိုက်တာနေပါဦးမတ်ဆန်နာဘာလို့မလိမ္မာဒီရွယ်ရောက်နေချိန်လုံးနဲ့ရိုက်အောင်မလို့လားအရင်ကစိတ်မကောင်းလို့ကလေးတယောက်လိုဖြစ်နေလို့ရိုက်တာထားအောင်အခုသူလူကောင်းဖြစ်နေပြီလေညီတို့ရိုက်เสียလို့သေးလို့လားလူကြီးပဲစဉ်းစားကြည့်လေအပြိုလေးတယောက်ဖြစ်ပြီအခုလိုကောင်လေး၃ယောက်အိမ်ခေါ်လာเสียလားအဲ့ကြောင့်သူ့ကွာဆုံးမတာပေါ့တော်စမ်းမှာမိငွေရနင်တို့ကြံနင်တို့မသိတာမှတ်လို့ကဲမတ်ဆန်နာလည်းပြန်ကောင်းပြီဆိုတော့နင်တို့လည်းကိုယ့်ရင်ကိုပြန်ကြတော့သွားရွာလူကြီးအဲ့ဒါတော့ဘယ်ဖြစ်မလို့ကျုပ်ရောင်းမအောင်သစိမ်းတောင်းနဲ့တူတူမထားနိုင်ဘူးကျုပ်တို့မပြန်နိုင်ဘူးဟောဗျာမိငွေကို့အမသိကိုတိတတ်နေပါလားဟမ်မိငွေဆိုတော့မျိုးသမီးမအဲ့လိုပြောတဲ့အခါဘိုးတင်ကညောင်မေစုရွာလူကြီးကိုကြည့်ကစကားဆိုလိုက်ရွာလူကြီးကျုပ်တို့ကဒီမှာမနေပါဘူးဗျာကျုပ်တို့ဒီရွာကဘာကြီးမို့အိမ်မှာတဲမှာသူနဲ့သိတယ်မင်းတို့ကအကိုကြီးမိတ်ဆွေတွေလားအေးကွာကဲမင်းစိန်နဲ့မင်းငွေနင်တို့ပြန်တော့နင်းနမလည်းနေပြန်ကောင်းနေပြီသူ့မနှောက်ရက်နဲ့တော့ကြားလားရွာလူကြီးဖြစ်သူကလို့ပြောလိုက်တဲ့အခါစန္ဒာကြီးအကိုဖြစ်သူမင်းစိန်နဲ့မိမဖြစ်သူမင်းငွေတို့ကမကြေမနက်နဲ့သူတို့ရဲ့ပစ္စည်းများကိုတင်းစီကအိမ်ဝိုင်းထဲမှာထွက်သွားလေတော့တယ်သူတို့ကဘိုးထင်တို့၃ယောက်မကြေမနက်ကြည့်ပြီးတော့လက်ညှိုးတစ်ဆက်ဆက်ထိုးကအမူအရာနဲ့ချင်းချောက်သွားလိုက်သေးတယ်သူတို့နှစ်ယောက်ပြန်သွားတဲ့အခါရွာသူရွာသားတချို့စီလည်းပြန်သွားကြပြီစန္ဒာနဲ့ရင်းနှီးတဲ့သူများသာကြံလေတယ်အဲတော့ဘိုးထင်တို့၃ယောက်ကစန္ဒာကကြည့်လိုက်ကကဲမကျုပ်တို့ဘာကြီးမို့အိမ်မဲ့သွားတဲ့မယ်အမအိမ်မှာဆိုရင်သူများပြောစရာဖြစ်ကုန်နေမယ်ဖြစ်ပါမလားအမကြောက်နေသေးတယ်ဟာမရဲ့ဘာမှဖြစ်တော့ပါဘူးမမတခြားဆွေမျိုးတွေမရှိတော့ဘူးလားသူတို့ခေါ်အိတ်လေအိမ်မှာအမင်းညမဝင်ခွဲတယောက်တော့ရှိတယ်သူအမပြန်ကောင်းတာတည်တိတ်ဝမ်းသာမှာသူ့ကိုပဲခေါ်အိတ်ခိုင်းမယ်ဟိုငါမောင်တို့အိမ်တော့လာအောင်တော့ပြဿနာအခုမှအစပဲရှိသေးတာမပြန်သွားပါနဲ့ဦးနော်စိတ်ချမရဲ့ကျုပ်တို့သဘောပေါက်ပါတယ်မပြန်အောင်စိတ်ချမိုးရင်းနာနဲ့မအိမ်အောင်တန်းအောင်စီရမှာဟုတ်ပလားကဲကျုပ်တို့ရဲ့ဘာကြီးမို့ရင်သွားလိုက်အောင်မယ်ဗျာဘိုးရင်းတို့တော့ကစန္ဒာနဲ့ရွာသားများကိုနှုတ်ဆက်ကအိမ်ဝိုင်းထဲမှာထွက်လာပြီးဘာကြီးမို့အင်စီကိုခြေဦးလဲလိုက်ကြပါလိမ့်တော့တယ်ဘိုးရင်းတို့တော့ကပေါတူကိုကိန်တို့နဲ့ပတ်သက်ပြီးတီကျွမ်းခဲ့တဲ့ဘာကြီးမို့အိမ်ကိုဧည့်သည်ဖြစ်နေနောက်တစ်ခေါက်ထပ်ပြီးတော့ရောက်လာခဲ့ပြီဖြစ်ပါတယ်ယခုတစ်ခေါက်တွင်လည်းဘာကြီးမုံဒီကမပြောင်းလဲတဲ့အဲ့ဝကျေပုံမျိုးဖြစ်ပြီးဘိုးတင်တို့ကစီးကြိုလာလေတယ်ဟာကောင်လေးတို့မင်းတို့ငါမြင်မှုရတယ်ကွာဟိုကွာကျုပ်တို့ကကိုပေါတူနဲ့ကိုကိန်တို့နဲ့ညီကိုတွေလေဟာအေးကွာငါမှတ်မိတယ်နာမည်တွေမေ့နေတာဟိကဲလာဟုတ်ကဲ့ဘာကြီးမုံအေးဆေးပဲလားဗျအေးဆေးပေါ့ကွာမင်းတို့ရွာကိုအလဲပဲလားဘာကြီးမုံဘိုးတင်တို့တန်းရမှာထိုင်လိုက်တာနဲ့ပြုံးကြည့်ပြီးတော့မေးလိုက်အိုင်ကဘိုးတင်ဒီကကောင်းအောင်ခါရမ်းပြပြီးတော့မဟုတ်ဘူးဘာကြီးမုံရေမတ်ဆန္ဒဆိုတဲ့အမလေးအကူညီတောင်းလို့လိုက်လာခဲ့တာမတ်ဆန္ဒဟိုရွာလေအိမ်ကြီးကမတ်ဆန္ဒလားဟိုတလောကစိတ်မနှံဖြစ်နေတဲ့ကလေးမလေးမလားဟုတ်တယ်အခုတော့ तू ကောင်းဝိုက်ပါရဲ့ तू အိမ်မပြန်ရဘူးဆိုတာနဲ့ကျုပ်တို့ကလိုက်ပို့တာအခုလည်းမပြန်နိုင်ဘူးဆိုလို့ဘာရင်မှလာတဲတာဟိုဟေးဝမ်းသာစရာပေါ့ကွာကလေးမလေးကတနာစရာကောင်းတယ်ကွာဒါနဲ့အဲ့ဒီကလေးမစိတ်မနှံဖြစ်တာရိုးရဲ့လားမင်းတို့အဲ့ဒါကြီးနားလဲတယ်ဆိုတော့စိုးစမ်းမောင်ကွာ तू ဘယ်လိုဖြစ်တာဘာကြီးထင်သားသူတွေမယိုးပြိုသူ့အပင်းသွင်းတာလေကျုပ်တို့ပဲအပင်းထုတ်ပေးလိုက်တာအေးငါထင်တော့ထင်တာအားနေသူကိုကူညီတာတကယ်ကိုကုသိုလ်ရတယ်ကွာမင်းတို့ငါအိမ်မှာကိုအိမ်ကိုရလို့သာသဘောထားပြီးနေဘယ်သူမှအားနာကြမလို့ကြားလားမင်းတို့ဘာသာချက်ပြုတ်စားတော့မင်းတို့မပြင်းဘူးဆိုတသက်လုံးတောင်ငါအိမ်နေလို့ရတယ်ဟေ့သိပါတယ်ဗျာရာအားကြောင့်လဲဘာကြီးအားကိုနဲ့လိုက်လာတာဗောဟိုမှသူ့အိမ်မှာနေဖို့ပြောသေးတယ်ဒါပေမဲ့ပတ်ဝန်းကျင်အမြင်ရကြတော့မကောင်းနေဗျာသိတယ်မလားအဲ့ဒါတော့ဟုတ်တယ်မောင်ဝင်တို့ရေမိန်းကလေးတယောက်တည်းရှိတဲ့အိမ်မှာမင်းတို့မနေတာကောင်းနေဒါနဲ့ဗျာကျုပ်တို့သိကျင်တာလေးရှိလို့မေးလို့ရမေးလေကွာမင်းတို့ကလည်းသစိမ်းတွေကြာနေတာဟုတ်ပါပြီဟိုလေမင်းသက်ဆိုတဲ့သူကဘလို့ဆုံးသွားလဲဗျာကျုပ်ကသိကျင်လို့ဘိုးရင်အားလို့မေးလိုက်ရဘာကြီးမုံကအတန်းချောင်းတွေးလိုက်ပြီးကြည်တင်းညီမင်းသက်ကိုပြောတာထင်တယ်လွန်ခဲ့တဲ့နှစ်လောက်ကဆုံးသွားတဲ့ကောင်လေးလေသူ့ကိုပြောတာလားဟုတ်တယ်သူဆုံးတော့ကအသက်20လောက်ဆိုလားပဲအေးဟုတ်တယ်ကြည်တင်းညီမင်းသက်နှုတ်နေပါဘာဖြစ်လို့အော်သိကျင်လို့ပါဗျာအခုကျုပ်တို့ခေါ်လာတဲ့မတ်ဆန္ဒနဲ့သူနဲ့ရီးစားတွေဆိုလားအဲ့ဒါကြားမိလို့ဩအဲ့ဒါတွေတော့ငါလည်းဂါဂါနာတော့မသိဘူးကွာဒါပေမဲ့အဲ့တငယ်ဆုံးသွားတာအကောင်းညနေပြုံးစားကြီးဖြစ်သွားတာတချို့ကြတော့လေအပူရှက်တယ်ဆိုလားဘာလားကွာအပူရှက်တာနဲ့တည်နိုင်လို့လားဘာကြီးအေးအဲ့ဒါတော့ငါလည်းမသိဘူးမင်းတို့သိတယ်ကြည်တင်းကိုမေးပေါ့ဟုတ်နောက်မှကျုပ်တို့သွားမေးလိုက်ပါမယ်အေးကဲမင်းတို့လည်းခီးပန်းလာနားကြောင်လေးကွာဘိုင်းမောင်အဲ့လိုပြောပြီးတော့သူကြီးလက်ဆွဲတော်ဆေးတံတောင်းနေစဉ်ဘေဒူနဲ့တားကြီးတီလည်းဘိုးထင်နာကိုကပ်ပြီးတော့ဘိုးထင်မင်းဘာသိထားလို့လဲမင်းသက်ဆွဲလူမေးနေတာဟိုတခါငေါ့ဒီလိုလာတော့ကွာအဲ့လူငါ့ကိုအကူညီတောင်းမှုလို့ဟမ်ဘိုးထင်ငါနားမလဲဘူးတို့ဘေဒူကငါတို့ညောင်မင်းသူဆက်မှာနေသေးရလေကွာမှတ်မိလားမင်းအေးမှတ်မိတယ်အဲ့တော့မင်းသက်ဆိုတဲ့သူအသေးတိုင်းမှာတွေ့တာကွာ तू ကငါ့ကို तू ကျွတ်လွတ်ချင်တဲ့အကြောင်းပြောပြီးတော့အကူညီတောင်းတယ်ဟာဟုတ်လား
ငေါလည်းမသိရပါလားငါလည်းပေါ်တန်တွေးပြီးတော့မပြောပြတာကွာဟုတ်လားအေးကဲအဲ့ထားလိုက်ပါဟိုတို့လည်းခဏအောင်နားပြီးတော့ထမင်းချက်ကြတော့ဘိုးရင်အလုပ်ပြောလိုက်ပြီးတဲ့နောက်တိုင်းအားမှာခိတ္တလဲနှောင်းလိုက်ပြီးနဖူးကလက်တင်ကအတွေးနဲ့ချဲလို့နေပါတယ်ကျန်သူများလည်းကိုပြစ်မှတယောက်တိုင်းအားမှာတယောက်လှဲပြီးတော့အနားယူနေလိုက်ကြပါလိမ့်တော့တယ်ဆရာတင်ဆိုဘလို့ဖြစ်တာဟိုကောင်မပြန်ကောင်းနေပြီဟာလဲမင်းငွေဘာမှလည်းဆရာတင်ဆိုပဲဆန္နာဆိုတဲ့ကောင်မအိမ်ပြန်ရောက်နေပြီ။ तू ကခုလူကောင်းတယောက်ပဲ။ဆရာပြောတော့ဆရာမနှုံမေးမချင်း तू ဘယ်တော့မှမကောင်းဆို။အခုဘယ်လိုဖြစ်တာတုံးလား။ညောင်မင်းစုရွာရဲ့နောက်ဘက်ကုန်းတရားညက်ခန့်သွားတဲ့နေရာရှိနှစ်ရှင်တစ်ပင်ကြီးများစွာရှိတဲ့ဥယျာဉ်ခြံထဲမှာရှိတဲ့အိမ်အိုကြီးတစ်လုံးပေါ်မှာဖြစ်ပါတယ်။အဲ့ဒီခြံကြီးနဲ့အိမ်ကြီးရဲ့ပိုင်းရှင်မညောင်မင်းစုရွာမှာနာမည်ကျော်တဲ့စိုးတင်အမိရတဲ့အောက်လန်းဆရာနေထိုင်ပါလိမ့်တယ်။ယခုမင်းဝင်မိရတဲ့မျိုးသမီးကအဲ့ဒီအောက်လန်းဆရာစိုးတင်ရဲ့နေကိုရောက်ရှိနေပြီးတော့အယူဘွားမှနေပြန်ကောင်းလာတဲ့ဆန္ဒအကြောင်းကိုစတင်ပြောပြရင်းစိုးတင်ကမတိမတာပြစ်တင်ပြောဆိုနေခြင်းဖြစ်ပါစိုးတင်ကမင်းငွေရဲ့ပြောစကားများကိုနားထောင်ရင်းနဲ့ကိုရင်အတွင်းမှာကွန်းတရားညှက်ရင်းပေနေတဲ့လက်မထုံးတော်ကသူ့ပစိုးစားပင်တုတ်ကမင်းငွေကပြန်လဲမေးမြန်းလိုက်ပါလိမ့်တယ်။စိုးစမ်းမောင်ဟိုကောင်မလေးကခေါင်းပကလေးနဲ့တကယ်ပြန်လာလား။ဟုတ်တယ်သူတယောက်ထဲတော်မဟုတ်ကောင်လေး၃ယောက်ပါခေါ်လာသေးတာ။အဲ့ဒီကောင်လေး၃ကတော့လွယ်တော့မလွယ်ဘူးကြော့ကြွားမင်းစိန်ုံတော့ကြိတ်လုံးနဲ့ရိုက်တာတော့ငါပင်နာအကုန်သုံးပြီးဒီကောင်မောက်ယူအောင်လှုပ်ထားတာပါ။ငါပင်နာကိုတုံထက်လန်းဆရာတော်မဖြေနိုင်ဘူးခုကဘလို့ဖြစ်တာ။အော်အဲ့ဒါတော့ကျုပ်လည်းဘလို့လို့သိပါမလဲဆရာစိုးတင်ရမသိလို့ဆရာစီလာတာပေါ့။အေးပါမင်းငွေနင်ကလည်းအခဲပူလိုက်တာဒီပြဿနာငါရှင်းပေးပါမယ်။ဟိုကောင်မင်းစင်ရောနေဒီလိုလောက်တာကြည်ပြူသွားပြီလား။မင်းငွေပဲလေတင်းကိုမလုံနိုင်အောင်လဲမျိုးနေပြီးနဖားချိုးထိုးထားတာတင်းကကြုတ်ကျိုးဆွဲရပဲဘာမှမပူနဲ့။အေးပြီးရောမနေ့ကညငါနည်းနည်းလှုပ်ရှားလိုက်မယ်။အဲ့ကောင်မအိမ်မှာပဲနေတာမလား။အိမ်မှာပဲနေမှာပေါ့။အေးကောင်းနေလည်းပြန်တော့မိုးလည်းချုပ်နေစိတ်ချမယ်လို့နော်ဆရာဆိုတဲ့စိတ်ချစမ်းမှာအဲ့ဒီကောင်မအမွေတွေနေတော့ကုန်ပြန်ရစီရခုတခါယူအောင်မလို့တော့တေအောင်ပဲလှုပ်ပလိုက်တော့နေအောင်ကြောင်ပိုင်နေတော့နေဟိုတခါတည်းကလုံးရင်ကိစ္စအပြည့်နေပြီအိမ်ကဟာကြီးကြောင်ခုလိုတွေပြဿနာထပ်တက်နေရကဲပြီးလိုက်ထားလိုက်တော့နောက်နေလည်းထပ်လာခဲ့ကြလားခုလိုအချိန်မလာခဲ့အိမ်မှာဒါနဲ့ဆရာဆိုးတဲ့နဲ့ကျုံတဲ့ကိစ္စကိုအိမ်ကဟာကြီးတီးလို့မရဘူးနော်ဟေးပါမင်းငွေငါသဘောပေါက်ပါတယ်နင်ကပါရမီဖြည့်ပြီးတာငါပြောမလားငါပညာဆွမ်းရတယ်သူများမရအောင်ကြာခိုးမှဒိုးမှမလို့နင်းကိုတကယ်ကျေးဇူးတင်တယ်ရတယ်အိမ်ကဟာကြီးမသိရင်ပြီးတာပဲဆရာဆိုးတင်ကကျုပ်တို့အကျိုးတွေလှုပ်ပေးနေတာကိုဒါတော့ပေးဆက်မှာပေါ့ကဲသွားပြီဆရာဆိုးတင်ယခုအောင်လန်းဆိုးတင်နဲ့မင်းငွေတို့စကားပြောနေနေရာကအိမ်အိုကြီးရဲ့အိမ်ခန်းထဲမှာဖြစ်ပါဆိုးတင်ကအသက်40ရွယ်ရှိပြီးတော့သပင်ရှည်လျားကမုတ်စိတ်ကျင်သွယ်တို့နေဖြစ်ပြီးအသားမဲသူဖြစ်ပါတယ်ကိုရင်အားမြည်သေးနေရာမျိုးယူတတ်သူဖြစ်ပြီးတော့မင်းငွေအားပြင်သာတင်အကြောင်းပြကကာမအလိမ့်လေကအချိန်တန်ကြာရယူနေသူလည်းဖြစ်တယ်မင်းငွေဒီကလင်းနိုင်တဲ့မိန်းမတယောက်ဖြစ်၍စိုးတင်နဲ့ဖောက်ပြန်နေမှုကဘလို့မှစိုးထိတ်မှုမရှိပေယခုမင်းငွေကသူမ၏လုံကြီးနဲ့အင်ကြီးတို့ကတေတန်းအောင်ပြန်ဝစ်ပြီးတဲ့နောက်အိမ်ငန်းထဲမှာထွက်သွားရာစိုးတင်သည်လည်းကိုရင်ကိုယူပြီးတော့သူ၏အိမ်ငန်းမှာပြောင်းထိုင်ရင်းကျင်းနဲ့စွာတယောက်တည်းပြုံး၍နေပါလေတော့တယ်လာပြည့်ကျော်ရများမလို့လာရီလင်းအောင်ကအချိန်နှောင်းတဲ့အခါမှအလင်းအောင်ပို့ပြီးတော့ရတဲ့စမြဲဖြစ်ပါတယ်အခုလာရအောင်မှတစ်ပင်များခြုံတွေများဖုံးထားတဲ့တင်းချိုင်းကိုအတိုင်းသားမြင်နေရပြီးတော့တင်းချိုင်းရဲ့မလန်းမကန်းမှာတော့ကျိုးနိုင်လုံးများဖြင့်တိဆောက်ထားပြီးတော့တက်ကဲမိုးထားတဲ့ဇရက်တဆောင်တို့ရှိပါလိမ့်တယ်။အဲ့ဒီဇရက်နဲ့အဲ့ဒီတင်းချိုင်းမှာညောင်မင်းစုရွာရဲ့တင်းချိုင်းနဲ့ဇရက်တို့ဖြစ်ပါ။ယခုအဲ့နေရာကိုညောင်မင်းစုရွာမှာထွက်လာတဲ့လူ၃ယောက်တို့လှမ်းလို့လာနေကြ။သူတို့မှဘိုးထင်သားရင်နဲ့ပေတူးတို့ဖြစ်ပါလိမ့်တယ်။ပေတူးနဲ့သားရင်ကသူတို့နှစ်ယောက်ကြီးလဲမှလမ်းလျှောက်နေတဲ့ဘိုးထင်ဟာအတန်ခတ်အုပ်နဲ့မေးမြန်းလာတယ်။ဘိုးထင်မင်းဘယ်သွားနေအောင်တင်းချိုင်းတော့လည်းရောက်တော့ဟုတ်တယ်ဘိုးထင်မင်းကသွားစရာရှိရလို့ဆိုပြီးတော့ခေါ်လာပဲဘယ်ကိုသွားနေအောင်မင်းဘေဒူနဲ့တိုင်းတို့နှစ်ယောက်ကအဲ့လိုဘိုးထင်ကမေးလာရဘိုးထင်တင်းချိုင်းကိုမင်းငေါပြလိုက်ပြီးအဲ့တင်းချိုင်းမသွားနဲ့လေကွာမင်းသက်ဆွဲလူနဲ့တွေ့ဖို့ဟမ်မင်းသက်ဟိုတခါမင်းတွေ့ခဲ့တဲ့တယောက်နဲ့ပေါ့ဟုတ်တယ်သူနဲ့တွေ့မှာသူကအကူကြီးတောင်းတာလေကွာအဲ့ဒါအခုအကူကြီးပြန်ပေးမယ်ဆိုတာသွားပြောမလို့ဟောအေးဒါနဲ့တို့ရောသူ့မြင်နေတယ်ကွာလို့ပေါ့မင်းအမြင်လေးပါလေဖွင့်ပေးပါဦးဘေဒူမအဲ့လိုတောင်းဆိုလာဘိုးထင်တယောက်ကောင်းအောင်ညှိလိုက်ပြီးတော့သူကြီးလမ်းနေတဲ့ခြေလမ်းတို့ဟာရက်ကမြေစာမုံယူပြီးတော့အတန်ခတ်တို့မန်တန်ရွတ်ပြီးဘေဒူနဲ့တိုင်းတို့နှစ်ယောက်လုံးရဲ့မျက်လုံးကိုကွင်းမေးလိုက်အဲနောက်ပေတူကဘိုးထင်အားကြည့်လိုက်ပြီးတော့ဘိုးထင်ငါတခုလောက်မေးချင်တယ်ကွာမေးလေကွာဘာမေးမှာအခုလိုမြေစာမုံနဲ့မဟုတ်ပဲငါတို့တခြားနည်းနဲ့လုပ်ပေးလို့မရဘူးလားငါးပါးသင်ပေးထားတော့ဒီနည်းပဲရှိမင်းတို့အဲ့လိုမလုပ်ဘဲနဲ့မြင်နေဆိုရင်အောင်လန်းပညာသင်မှုပဲရှိတယ်ကွာအဲ့လိုအောင်လန်းပညာတော့မသိချင်ဘူးကွာတခြားအထက်လန်းအဘပြောဘူးတာတော့ထက်လန်းဆရာလည်းမြင်နိုင်တယ်ကွာသူတို့နီးတွေတော့ငါလည်းပြောတတ်ဘူးဘာလို့မင်းမေးတာပေတူရဲ့တို့ပါပဲကွာသိချင်လို့ပါကဲသွားအောင်လားသူတို့တော့ကစကားတပြောနဲ့တင်းချိုင်းစီကိုလမ်းလို့သွားကြသူတို့တင်းချိုင်းသားရောက်တဲ့အခါမှာတင်းချိုင်းထဲမှာပေါက်နေတဲ့ကိုဘင်းပေါ်မှာကြီးကန်းငှက်များရုတ်တဲ့အော်ဟစ်မီတန်းပြီးတော့ထပြန်သွားဘိုးတွေမှာလွဲပြီးတော့ဂျန်နဲ့ပေတူးနဲ့တာရီတို့နှစ်ယောက်ရုတ်တဲ့မလို့နဲငယ်လန့်သွားကြတယ်
ဟာငတ်တယ်လေကွာလန့်တာအေးကွာသူတို့တန်တယ်လေကြောက်စရာကောင်းအမတ်မလေးလမ်းဖြန့်သွားတဲ့ပေတူးနဲ့တာရီတို့ကိုဘိုးထင်မှမကျင်မနှက်နဲ့လှဲကြည့်လိုက်ကမင်းတို့ကလည်းကွာခုမှမြန်ကြီးကန်းပြန်တာခွေးကန်းနေသည်နာလာသွားမင်းသက်ဆိုရသူရှိသလားသွားကြည့်ရဘိုးထင်ကပြောဆိုရှေ့မှာဥဆောင်ပြီးတော့တင်းချိုင်းစီကိုတွားလိုက်ပါလိမ့်တယ်တင်းချိုင်းကြီးရောက်တဲ့ကဘိုးထင်ကသူကြီးခြေလန်းတို့ကရက်လိုက်ပြီးတော့တင်းချိုင်းစူးစိုက်ကြည့်ပြီးတော့အတန်ခတ်မာမာနဲ့စကားဆိုလိုက်ပါတယ်ကဲဒီတင်းချိုင်းထဲမှာနေတဲ့မင်းသက်ဆိုရနာနာဘဝကောင်အခုငါရှိကိုလာခဲ့စမ်းမဆိုင်တဲ့သူတွေမလာနဲ့မင်းသက်ကိုတားဆီးပိတ်ပင်တဲ့သူဘယ်သူမှမရှိစေရအကွေးတားဆီးတဲ့သူရှိရင်ဘိုးထင်ဆိုရငါနဲ့တွေ့မယ်ဘိုးထင်ရဲ့မာထန်နဲ့လေတန်နဲ့ပြောစကားဆုံးတာနေတပြိုင်နက်ကောင်းကင်မှာထုံးလင်းတောက်ပနေတဲ့လကတိမ်များကြားကိုရုတ်တရက်ဝင်ရောက်သွားသလိုတင်းချိုင်းအတွင်းမှာတစ်ပင်များသည်လေလူတယောက်ကဂိုင်းလှုပ်လိုက်သည်လားအားလုံးရမ်းခါလို့သွားပါလိမ့်တယ်။ညမကြသည့်အချိန်မှာတော့တင်းချိုင်းအတွင်းမှာအရေးမဲတစ်ခုလဲတဖြည်းဖြည်းဘိုးတင်နာကိုတိုးလို့လာပါလိမ့်တယ်။ဘိုးတင်နေမလန်းမကန်းရောက်တဲ့ခါရက်တန့်လိုက်ပြီးတော့သူရက်တန့်လိုက်တာနဲ့တိမ်များကြားဖုံးကွယ်နေတဲ့လသည်လေပြန်လဲပေါ်ထွက်လို့လာသလိုရမ်းခါနဲ့တင်းချိုင်းအတွင်းမှာတစ်ပင်များသည်လေငြိမ်သက်လို့သွားပါလိမ့်။ပေတူနဲ့တာရီကဘိုးတင်ဘေးကိုတိုးကပ်ရက်လိုက်ပြီးသူတို့ရဲ့ရှေ့မှာရက်နေနာနာဘဝဖြစ်နေမင်းသက်အားစူးစမ်းလိုက်ပါတယ်မကြုံမလို့သေးပဲနာနာဘဝဖြစ်နေတဲ့မင်းသက်မှာမျက်နှာမှာညှိုးငယ်နေပြီးတော့သွေးရောင်ကင်းမဲ့တွေကမျက်လုံးတို့သည်လည်းမဲနှက်လို့နေပါတယ်တာမန်ကြီးလက်တော်သားတယောက်နဲ့ဝစ်စင်ထားသေးတယ်သူဤပုံမှန်တရံအားတာမန်လူများဖို့ကြောက်မဲ့ဖွယ်ကောင်းနေတော့လဲဘိုးတင်တို့အဖို့မှာဖြင့်ကြောက်စရာမကောင်းတနာစရာပင်ကောင်းသည်ကိုထင်နေမိပါတယ်ဘိုးတင်ကသူဤရှေ့မှာရက်နေတဲ့မင်းသက်အတန်ခတ်မာမာနဲ့မေးမြန်းလိုက်မင်းသက်မင်းကောက်သိလားငေါ့မှတ်မိလားမှတ်မိတယ်မင်းကောက်လွန်ခဲ့တဲ့လတွေဟာအစားအစာကျွေးတာလေအေးဟုတ်တယ်အဲ့တော့မင်းကအကူကြီးတောင်းတာနော်မင်းသားမမိသည့်တုံးပြန်မှုမှမပြုတ်ပဲခေါင်းသာညှိမ့်ပြလာရာဘိုးတင်မှာဆက်ပြီးတော့စကားဆိုလိုက်အကြောင်းတိုက်ဆိုင်လို့မင်းကိုကူညီပေးလို့ရတော့မယ်ကဲပြောစမ်းမအောင်မင်းဘယ်သူတတ်တာလဲငါမပြောချင်ဘူးငါ့ကိုသာဒီဘွားကြောက်မယ်လှုပ်ပေးပါမင်းကိုတတ်တဲ့သူကိုမင်းကမပြောချင်ဘူးဆိုတော့ဘာဖြစ်လို့လဲငါမပြောချင်ဘူးငါ့ကိုသာကြောက်အောင်လှုပ်ပေးပါမင်းမပြောရင်ငါမလှုပ်ပေးနိုင်ဘူးမလှုပ်ပေးနိုင်တဲ့ပြင်ဘိုးတင်ကအဲ့လိုပြောပြီးတော့မန်နန်တပုတ်ဟာအတန်ခတ်တိုးတိုးနဲ့ရွတ်လိုက်ရာမင်းသားကြီးလက်တို့မှာနောက်ကိုပြစ်သွားပြီးတော့ဒူးထောက်ကျသွားပြီးကိုကန်နာမမင်းအောင်ခိုးငွေများထောင်းထောင်းထလာကဘိုးတင်ဟာစူးရှာရှာအကွဲကွဲအတန်နဲ့မကြေမနက်စကားဆိုလာပါလိမ့်တယ်မင်းဘာလို့လဲမင်းကဘာလို့လဲလေမင်းသားမင်းကစကားနားထောင်မှပြန်လွတ်ပေးမယ်မင်းဘယ်သူတတ်တာလဲပြောစမ်းကွာမပြောငေါ့ကြော့အောင်လုပ်ပြီးမင်းမပြောရင်မင်းကိုပြန်မလွတ်ပေးဘူးကြော့အောင်လည်းမလုပ်ပေးဘူးမင်းတို့တက်တလုံးခိုင်းစားမှာမင်းလူလုံးပါအောင်လန်းဆရာလူကောင်းဖြစ်အောင်လားကွာကဲပြောစမ်းပါမင်းမပြောရင်မင်းကိုဒီတက်ဆိုတဲ့ဘွားကိုငါပို့ပြင်မှာနော်ရုတ်တရက်ပြောင်းလဲသွားတဲ့ဘိုးထင်ကြောင့်မင်းတက်တီတာမကဘေလူနဲ့ဒါကြီးပါနားမလည်နိုင်ဖြစ်နေကြဘေလူကဘိုးထင်နာကိုတိုးကတ်ကအတန်ခတ်တိုးနဲ့မေးမြန်းလာပါလိမ့်တယ်ဘိုးထင်မင်းဘာလုံးနေဘာလို့သူ့မချုပ်တာငါသူ့ကောင်းမေးနေလေကွာ तू မှမဖြေတာအဲ့နဲ့ချုပ်စရာလားမင်းမသိပါဘူးကွာမသိလို့မေးနေပါငါမကြည့်ဘူးဘိုးထင်ကမင်းကလည်းဘေလူမင်းဘာဖြစ်နေတာမင်းမသိအေးစိနေဒီကိစ္စငါဘာသာငါလုပ်မယ်ဘေလူမဘိုးထင်ကအထွန်းတက်ရန်ကြံစီနေစဉ်တာအေးမှာဆွဲထားလိုက်ပြီးတော့ဘေလူနေစမ်းမကွာဘိုးထင်ကမလိုအပ်ရင်ခုလိုလုံးမှာမဟုတ်လာပါမဟုတ်ဘူးလေကွာဟုတ်ပါတယ်အချိန်နေစောင့်ကြည့်စမ်းမလာပါကွာတာအေးကဘေလူကဘိုးထင်ရဲ့နောက်ကိုဆွဲထားလိုက်ဘိုးထင်ဒီကမင်းတက်လာညုံကောင်းကောက်ထိုးကမင်းကိုတတ်တဲ့သူမင်းကဘာလို့မပြောချင်တာကပြောစမ်းတကယ်ဆိုမင်းကိုတတ်တဲ့သူမင်းလက်စားချေခြင်းရမှာပြန်ချေရမှာမဟုတ်ဘူးလားမချေဘူးမပြောငေါ့လုံးအောင်သာလုပ်ပြီးအေးငါလည်းခေါင်းမာတယ်မင်းကလည်းခေါင်းမာတယ်အဲ့တော့ဘသူကောင်ပုံမာလဲဆိုတာသိရတာပေါ့ကွာကပြောစမ်းမင်းကဘသူတတ်တာဘိုးတင်မှာခုနထပ်ပို့ပြီးတော့မာတဲ့လေတန်းနဲ့မေးလိုက်မင်းသက်ဒီလည်းလုံးဝမပြောဘူးဘိုးတင်ဒီကသူကြီးလွယ်ထဲမှာအစီရင်တချို့ဟာထုတ်လိုက်ပြီးမင်းသက်ဟာပြစ်ပေါက်လိုက်သူပြစ်ပေါက်လိုက်ဒီမှာအနက်ရောင်အမုံများဖြစ်ပြီးတော့မင်းသက်နေထီးသည်နဲ့မိကြီးကိန်းများတရံပြောင်းသွားပြီးတော့မင်းသက်တယောက်နာကျင်သွားအော်ဟစ်နေပါလိမ့်တယ်ဘိုးတင်ဒီကနာကျင်တဲ့မင်းသက်ဟာဂယုမဆိုင်သူသီးလိုတဲ့ရာကူသာအသင်းမေးနေပါလိမ့်တယ်ဟင်းပြောစမ်းမင်းဘသူတတ်တာလေလို့မင်းပြောလားမပြောလားမပြောရင်ငါမင်းတို့တလုံးနှိပ်ဆက်မှာနော်ပြောငါမပြောမင်းယူနေလားမင်းတို့တတ်တဲ့သူမင်းဘာလို့မပြောချင်ရလဲငါဘလုံးနှိပ်ဆက်စမ်းငါမပြောဘူးတကူလုံးနဲ့မိကြီးမိခဲများကတ်ခံထားတော့လေမင်းသားတယောက်သူ့ဟာတတ်သူကိုလုံးဝမပြောပြီဘိုးတင်ဒီကတပ်ပြင်းကိုချလိုက်ပြီးတော့တခုခုအလေးနဲ့ထားတွေးတော့နေကဒီငိန်နဲ့လေတံပြောင်းပြီးတော့မင်းသားမေးလိုက်ပြန်လေတယ်မင်းမပြောချင်မထောက်ရင်တော့မင်းကိုတတ်တာမင်းမြန်နိုးရတဲ့သူဖြစ်ပုံရတယ်ကဲမင်းကိုတတ်တာမင်းမေးလားဘိုးတင်အမေကမင်းသားမှငင်းဆန်ခြင်းလည်းမပြုတ်ဝန်ခံခြင်းလည်းမပြုတ်ပဲအဲ့တော့ဘိုးတင်ကနောက်ထပ်ထပ်ပြီးတော့မေးမြန်းလေတယ်မင်းကိုတတ်တာမင်းအဖေလားဒါမှမဟုတ်မင်းညီကိုမောင်နှမတွေလားမင်းသားမှစိတ်စိတ်သာနေလေတယ်ဒါတော့ဘိုးတင်ကခေါင်းကိုခါရမ်းလိုက်ပြီးတေးကြတယ်မင်းကိုတတ်တာမင်းကြီးစားစံတာမဟုတ်လားမဟုတ်ဘူးဟ
ဟဲ့အောင်မင်းတို့တတ်တာမင်းကြီးစားပဲငါ့ကိုညာကိုမကြိုးစားနဲ့မဟုတ်သူမဟုတ်ဘူးမင်းကောင်မနိုင်မပြောဘူးဆိုရင်ငါမက်ဆန်တာကိုဒုက္ခပေးရလိမ့်မယ်မပြောတဲ့မင်းတို့တတ်တာမက်ဆန်တာမလားဘိုးရဲ့စကားကြောင့်ပေတူနဲ့တားအိမ်မှာနားမလည်နိုင်ဖြစ်၍နေပါလိမ့်တယ်မင်းသက်ဒီကအကြောက်ကန်ညင်းဆိုနေနဲ့စူးချချအကွက်ကွဲအတန်ဖြင့်စတင်ငိုလာလိမ့်တယ်အဲနောက်သူကဘိုးထင်ကိုကြည့်လိုက်ပြီးတော့သူ့တော့ကမပေးပါနဲ့ငါမနိုင်ပြောပြပါမယ်ငါသူကျွေးတဲ့ထမင်းစားပြီးတည်တာငါအစိတ်မိတာမင်းဆိုလို့ကျင်တာမင်းချစ်သူမက်ဆန်တာကျွေးတဲ့ထမင်းကိုစားပြီးတော့မင်းသိသွားလားဟုတ်တယ်အဲ့လိုပဲငါ့ကိုစမမေးနဲ့တော့ငါ့ကိုလည်းလွတ်ပြီငါချစ်သူလည်းမနှိမ့်ဆက်နဲ့သူတက်လို့တေးရလဲငါချိန်လိုက်တယ်အော်အေးပါမင်းကငါလွတ်ပေးမယ်မင်းကြွတာမကြွတာတော့ငါလည်းမပြောတတ်ဘူးဒါပေမဲ့အမှန်တရားတော့တနေ့ပေါ်မှာပဲကွာဘိုးရင်အားလို့ပြောပြီးတော့လက်ကိုဝင်ရလိုက်ရမင်းသားရဲ့ကိုမာကတ်နေတယ်မိကြီးကဲတရံများပျောက်ကွယ်သွားတယ်လို့မင်းသားတီလည်းလက်နောက်ပြစ်ပြီးဒူးထောင်နေရမှလွတ်မြောက်သွားပြီးတော့တင်းချိုင်းတွင်းကိုဝင်ရောက်ကွယ်ပြောက်သွားပါလိမ့်လို့လေဘာလဲဘိုးရင်ကငါတို့လုံးအောင်နားမလဲတော့မင်းဟုတ်တယ်ဘိုးရင်ဘာဖြစ်နေလဲကွာငါတို့ရှင်းပြသမောင်းဘိုးရင်တိုင်းနဲ့ပေတူးတို့ကညာတကောင်ကျော်ချိန်တီးပင်ညောင်မေစုတင်းချိုင်းပေးရှိဈေးရက်မှာထိုင်နေပြီးရွာတွင်းကိုမပြန်ကြသေးဘူးပေတူးနဲ့တိုင်းမှာသူတို့မြင်ရကြသည်များကိုနားမလည်နိုင်ဖြစ်နေပြီးတော့ဘိုးရင်ကမေးမြန်းနေခြင်းဖြစ်ပါတယ်ဘိုးရင်ကသူတို့နှစ်ယောက်ရဲ့အမေယာချက်ချင်းမဖြေသေးပဲတခုခုတွေးတော့နေကတပ်ပင်းတစ်ချက်ချပြီးတော့စကားဆိုပါလေတယ်ဟဲ့အောင်နေငါတို့တော့အရှုပ်ထုတ်ကြီးတဲ့ဝင်လိုက်မိပြီကွာဘာပြောလဲဘိုးရင်ငါနားမလဲဘူးငါတို့ဇက်ရှုပ်ကြီးတဲ့ဝင်ရှုပ်မိပြီပြောတာအဲ့ဆိုထားခဲ့လိုက်လေကွာတို့ပြန်ကြတော့ဘလို့လဲအဲ့လိုလည်းဖြေသေးဦးသားကြီးငါတို့အခုလိုထားခဲ့ရင်ငါတို့ဂရီပေးထားတာမတီးလို့ဖြစ်နေမှာပေါ့မင်းရလဲကွာငါတို့ကူညီမယ်ဆိုရင်မက်ဆန်နာကိုယ်တိုင်လူသားသမားကိုဖြစ်နေတာကိုကူညီပေးကြမလို့ပါဘူးငါထင်တရေကတော့လိန်ပြောမယ်မထင်ပါဘူးကွာဟုတ်တယ်မင်းသက်လိန်ပြောတာမဟုတ်မက်ဆန်နာကျွေးတဲ့ထမင်းစားပြီးတော့တီးတယ်ဆိုတာနဲ့မက်ဆန်နာလူသားသမားလို့ပြောလို့မရဘူးလေကွာငါတို့ဘာကြီးမုံပြောတယ်ကြည်တင်ဆွဲသူမလည်းပြန်သွားမေးကြတာပေါ့ကြည်တင်ဆွဲဘာလို့လဲငါလည်းမသိဘူးလေမင်းသက်နဲ့ပတ်သက်နေလူတယောက်ဖြစ်မှာပေါ့ငါတော့ခေါင်းလိရှုံးနေဘိုးတင်ဟာဘာမှနားမလည်နိုင်တော့ဘူးချိန်တိုင်းဖြေပေါ်မှာပါကွာကဲရွာလေးပြန်ကြသလားမက်ဆန်နာမင်းသားကိုတကယ်ပဲတတ်တာလားအဲ့တော့ငါသိသိကျင်တာကွာမင်းသားကတော့သူ့ကိုတတ်တာမက်ဆန်နာကိုတတ်မှတ်ထားပုံပဲအဲ့ဒါတော့ तू လည်းမမှားပါဘူးကွာဘာလို့လဲဆိုတော့ तू တေသွားတာမက်ဆန်နာကျွေးတဲ့ထမင်းကိုစားပြီးတော့တေးရတာလေသူ့စိတ်ထဲမှာအဲ့ဒါကြောင့်တေးတယ်လို့ပဲစွဲနေမှာပေါ့ဘိုးတင်ကစကားတပြောနေညောင်မင်းစုတင်းတိုင်းပေးချီဇေယျပေါ်မှာဆင်းကရွာဘက်စီကိုလမ်းလို့သွားနေပါလိမ့်တယ်ညမကြတော့အချိန်မှာတော့သူတို့မျက်နှာချင်းဆိုင်မှာလူတယောက်လမ်းလျှောက်လာတာကိုမြင်လိုက်ရ၍ပြောတဲ့စကားများကိုရက်ပြီးတော့တိတ်ဆိတ်နေကလမ်းလျှောက်နေပါလိမ့်ညမကြတော့အချိန်မှာသူတို့မျက်နှာချင်းဆိုင်မှာလမ်းလျှောက်လာသူနဲ့နီးကပ်လို့လာပြီးတော့မျက်နှာချင်းဆိုင်မှာလမ်းလျှောက်လာသူမှာသူတို့ရှေ့မှာရက်တန်းလိုက်ပြီးတော့လေတံခတ်အေးနဲ့စကားဆိုလာခဲ့လေတယ်ရွာလေးကဆန္ဒခေါ်လို့လိုက်တာလေဆိုတော့မင်းတို့လားဟုတ်တယ်ခင်ဗျားဘာလို့လဲငါနာမည်စိုးတင်အောင်လန်းစိုးတင်လို့ခေါ်တယ်ကင်မင်းတို့နဲ့ပညာတတ်တဲ့ကောင်ဘယ်သူလဲစိုးတင်ကအဲ့လိုမေးလိုက်ရဘိုးတင်ဟာစိုးတင်ဟာစူးစူးရဲကြည့်လိုက်ပြီးကျုပ်ပဲဘာဖြစ်တာရှိလို့လဲဘာဖြစ်တာကတော့မရှိပါဘူးမနေ့ကမင်းတို့ခေါ်လာတဲ့ကောင်မလေးရင်ကိုပြစ်မထားနိုင်အောင်လို့ခင်ဗျားဆိုလို့ကျင်တာမင်းမနေ့ကကြာရင်တော့သိရမှာပေါ့ကွာကဲမင်းတို့လည်းသွားနာလိုက်ပါမနေ့ကမင်းတို့အိပ်ရမှာမဟုတ်လို့လေစိုးတင်ကအဲ့လိုပြောပြီးတော့ဘိုးတင်ရဲ့ပခုံးကိုပုတ်လိုက်ကတင်းတိုင်းဘက်စီကိုသွားလိုက်မကြေမနက်ဖြစ်နေပေတူးနဲ့တားကြီးမှာအောင်လန်းစိုးတင်ဟာပြစ်တင်ပြောဆိုမိရန်ပြုနေချိန်ဘိုးတင်မှာသူတို့၏ပခုံးကိုပုတ်လိုက်ကလာစမ်းမကွာလာထားလိုက်ဟေ့အောင်အဲ့လိုငါတို့လာပြီးစော်ကားဝါလीဒီကိစ္စပညာရေးရှင်ရမယ်ကိစ္စတွေပါကွာထားလိုက်တော့လာတို့ပြန်အေးအောင်ဘိုးတင်ကပေတူးနဲ့တားကြီးတို့ရဲ့ပခုံးတစ်ဖက်ချက်ကိုဖက်ကခပ်ပြုံးပြုံးမူရနဲ့ပင်ရွာထဲကိုပြန်ဝင်လာခဲ့လေတယ်အဲနောက်သူကနောက်ကိုတစ်ချက်လဲကြည့်လိုက်ပြီးတော့ခန်းလန်းလန်းရောက်နေဖြစ်တဲ့အောင်လန်းစိုးတင်ကလှည့်ကြည့်ကမဲပြုံးတစ်ချက်ပြုံးပြီးတဲ့နောက်ဘိုင်းဘုံအိမ်ရှိရာကိုဆက်ပြီးတွားနေလိုက်ကြပါလိမ့်တော့တယ်အောင်လန်းဘိုးတင်လောဘကြီးသားကောင်ပထမပိုင်းဒီကအီးမြတာမကြမီဒုတိယပိုင်းကိုဆက်လက်တင်ဆက်ပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအောင်လန်းဘိုးတင်နဲ့လောဘကြီးသားကောင်ပထမပိုင်းဖြစ်ပါတယ်နောက်နေ့မှလည်းဘိုးတင်ဇာတ်လမ်းများဆက်ပြီးတော့ရှင်းနေမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြတော့ဗားတဲ့ဖိတ်ခေါ်နေပဲဒီနေ့မှာအချိန်မီနားဆင်ခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုအံ့ပါ